အရန်ကိုမှထူဆန်းအံ့ဩဖွယ်အမျိုးသမီးတယောက်ကိုပြမယ်သူ့အကြောင်းမျိုးအင်တာဗျူးရင်းနဲ့အရန်ကိုသဘောကျသွားလို့ပြမယ်ဒီမှာအကနေဒီရင်ဘက်မှာလိပ်ပြတွေ့လားနော်အဲ့လိပ်ပြဒါဘယ်သူနဲ့ကြိုက်တော့လဲ ရဲလေး ဒါဒီမှာရဲလင်းထုံးနဲ့ကြိုက်တော့ငါတဲ့နော်ရဲလင်းထုံးနဲ့ကြိုက်တော့ငါအဲ့မှာရဲလင်းထုံးနဲ့ကိုဒီမှာတက်တူးထိုးထားတယ်ရဲလင်းထုံးဆိုပြီးတော့မှတက်တူးထိုးပြီးတော့ရဲလင်းထုံးနဲ့ပြတ်သွားတော့မှလိပ်ပြထိုးလိုက်တယ်နော်အဲ့ဒါနောက်တစ်ခုပြမယ် ဟောရဲလင်းတို့ကနေလိမ့်ကြတယ် ဒါကြကိုရဲနော်ဒါကြကိုရဲနဲ့ကြိုက်ဒီမှာဒီလိုပြမယ်နော်ကိုရဲနဲ့ကြိုက်တော့ဟာဆိုပြီးတော့ကိုရဲနဲ့တခါတက်တူးထိုးလိုက်ပြန်ရောနော်ဒီမှာထအောင်နဲ့ကြိုက်တော့မှထိုးတာလားနော်ထအောင်နဲ့ကြိုက်တော့မှထိုးထားတာလေဒါထအောင်နဲ့တော့တက်တူးနော်ဟိုကရဲလင်းထွန်းရဲကိုရဲထအောင် ဟော ဒီမဲ့ဒါဘယ်ကိုမြာကြီးကိုမြာကြီးနဲ့ကြိုက်တော့တခါထိုးလိုက်တယ်တက်တူးကိုမြာကြီးကိုဘာလုပ်လိုက်တာလဲဒါဇာမနီလား ဟာဗဒီရဟာ ဇာမနီတဲ့နော်ကိုမြာကြီးနဲ့ကြိုက်တော့ထပ်ထိုးလိုက်တယ်ဇာမနီတဲ့အခုနောက်ထပ်လက်ရှိရကြတော့ဗါလဲထိုးရ